ခရဲ့နားဆင်သူလေးများအားလုံးမင်္ဂလာပါရှင်။စိတ်ဓာတ်ဒုက္ခ၊ကာယဒုက္ခ၊နှဖျားသောဒုက္ခချမ်းသာနဲ့ပြည့်စုံသောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ခိုင်ကဦးစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။အခုတခါဖတ်ပြပေးမယ့်ဝတ္ထုတိုလေးကတော့စာရေးဆရာစွန်စမှုတက္ကသိုလ်ရေးသားထားတဲ့ငွေတာရီဝတ္ထုတိုတစ်ပုဒ်ဖြစ်တဲ့အကိုတို့အမတို့သည်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်။လိုက်ပါခန်းစားပေးကြပါအောင်ရှင်။ညိုမသည်ကြောင်းဆင်းသောအခါကျူရှင်ဆက်တက်ခဲ့ရသည်မို့မောပန်းနွမ်းလျစွာအိမ်ပြန်ရောက်လာသည်။ထမင်းအရင်စားမိဟုကြံစီစိတ်ကူးပြီးဟင်းများထဲ့သွင်းသိမ်းစီထားတတ်သောကြောင်အိမ်တကားကိုဖွင့်ကြည့်သည်သူအင်မတန်ကြိုက်နေတတ်သောငတ်တလောက်ဥကိုကြက်သွန်းဤအကွင်းကွင်းနှင့်ဝဝဝင်းဝင်းလေးကြော်ထားသည်ကိုတွေ့လိုက်ရသည်အိမ်တရေမစင်နိုင်အောင်ဖြစ်သွားသည်ရှာလေးတပြင်းပြင်းဖြင့်တရေယိုချင်းချင်းဖြစ်လာသည်ငကိုကလေးကစားလောင်နေသောဝမ်းပိုက်ကအင်မတန်မွတ်သိပ်သွား၏ငတ်တလောက်ဥကြောထဲ့ထားသောခွက်စီသို့ဝမ်းသာအားရလက်လန်းလိုက်မိသည်ထိုစဉ်မိမိအတန်ကညိုမနောက်မှကပ်၍ရုတ်တရက်ထွက်ပေါ်လာသည်ညိုမရေကြောင်အိမ်ထဲကငတ်တလောက်ဥကြော်တွေကိုယူမစားလိုက်နဲ့နော်မနှက်ပြန်မနှက်ကြရင်ဘိုးမအတွက်ထမင်းဘူးထည့်ပေးလိုက်ဖို့ခြံထားတာငတ်တလောက်ကအယိုးများတော့ဇုံးနဲ့ဆိုင်ရင်အဆင်မပြေဘူးလေညိုမကအိမ်မှာလဲလက်နဲ့နေဖက်စားမှာဆိုတော့ငတ်တလောက်ချင်းရင်ဟင်းလေးနဲ့ပဲစားလိုက်ပါနော်ဟင်းခွက်စီကိုလှမ်းနေစေညိုမဤလက်ကလမ်းခုလက်တွင်ချက်ချင်းရပ်တန့်သွားသည်ဟန်ကြားခံရသည့်အကြောင်းရင်းကိုသိလိုက်ရသည့်အခိုက်အတန့်တွင်တခဏမြငြိမ်သက်သွားသည်ထိုစဉ်ဝမ်းနှဲစိတ်များလှိုက်ဆူဝုန်းတက်လာသည်မျက်ဝန်းအိမ်၌မျက်ရည်ကြီးများဝေဝဲလာသည်စိတ်မကောင်းခြင်းများစွာဖြစ်မိလေသည်ဤငတလောက်ဥကြောကမာကြီးဘိုးမစားဖို့တဲ့။အော်တဝူထုံစင်းသားသမီးအရင်ချာများကိုပင်ကြောသားရင်သားခွဲခြားဆက်ဆံခြင်းသည်မေမေသားချစ်မညီသည်မေမေသားဦးသမီးဦးများကိုအချစ်ပိုလျက်မျက်နှာသားပေးကမြောက်စားတတ်သည်မေမေ။အိုးမေမေတယောက်ထဲသာမဟုတ်ပါဖေဖေကလည်းဤအတိုင်းပါပဲဒီပုတ်ထဲကဒီပဲများညိုမကမကျေနပ်စိတ်ကိုမျိုးသိခါကြောင်အိမ်တကားကိုအတန်မထွက်အောင်တတိထားလျက်အသားအရာပြန်ပိတ်လိုက်သည်ရုပ်ချီရင်ပြည့်ရင်ခံကဤလေလေကြီးဖြစ်သွား၏စားခြင်းတောက်ခြင်းစိတ်တို့ကုန်ခန်းပျောက်ကွယ်သွားပြီထမင်းစားစပွဲနှစ်ဘေးမှာဖြတ်အရှောင်မှာညိုမကိုမိမိကလှမ်းမေးသည်ဟဲ့ကောင်းမလေးထမင်းစားမလို့မဟုတ်ဘူးလားဘာစိတ်ကောက်ပြီးပြန်ထွက်သွားတာလဲဘာမှစိတ်မကောက်ဘူးအားလုံးသဘောတူတယ်ကျေနပ်တယ်တိတ်ကောင်းတယ်ညိုမကအတန်ကျဲကျဲဖြစ်ပြန်អော်မိသည်မိမိရှိသူအယောက်မှာခြေထောက်ကိုတမင်ဆောင်နှင်းကလှဲထွက်လာခဲ့သည်အိတ်ခမ်းပြန်ရောက်သည့်အခါဂရင်ပေါ်သို့ကိုဝုန်းကနေပြလဲချပြီးအန်ကျိတ်ထားလိုက်သည်မျက်လွှာချလိုက်လျင်မျက်ရည်ကြီးများဖိတ်ရှမ်းလိမ့်စင်းကျသွားမိကိုဆိုရင်တဖြင့်မျက်နှာကျက်တို့သာစူးစူးဝါဝါစိုက်ကြည့်နေလိုက်သည်တိတ်မကြပါမေမေလိုက်လာသည်ညိုမရဲ့တမိကငတလောက်ဥကြော်ကိုတိတ်ကြိုက်တာမေမေသိပါတယ်ငတလောက်ကအယိုးများတော့ကြော်ပေးချက်ပေးရင်တမိမစားတတ်ဘူးဆိုတာကိုလည်းမေမေကသိတာပေါ့ဒါကြောင့်အမြဲတမ်းအယိုးနူအောင်ပေါင်ပြီးကျွေးတယ်မဟုတ်လားဒီနေ့မှအချိန်မရလို့မပေါင်အောင်ဖို့ကွယ်တီးခံပြီးစားလိုက်နော်မေမေကမျက်နှာငယ်ငယ်အတန်ပျော့ပျော့ဖြင့်ချော်မောဖြောင်းပြပြောဆိုသောအခါမေမေကိုစာနာတနာစိတ်ဖြင့်ညိုမဝမ်းနေသွားပြန်သည်ခြေတော့မကျေနပ်သည်ဖုံးဖိမျိုးသိမ့်မထားနိုင်မဲအန်ထွက်ပွင့်ကြလာသည်ငတလောက်ဥကြော်တွေအကုန်လုံးကမာကြီးဘိုမတယောက်တည်းအတွက်လားမေမေအဖြေရခတ်သွားသည်ငတလောက်ဥသည်လူတယောက်တည်းစားတေးသေးငယ်ငယ်လေးမဟုတ်ပါဘိုးနီလည်းရှိသေးတယ်လေမေမေကမပွင့်တပွင့်ခတ်တိုးတိုးပြောသည်ညိုမစိတ်ထဲထောင်ကနေဖြစ်သွားပြန်သည်လဲအိတ်နေရကလူလဲထားကဂရင်ထမခုံစင်လိုက်၏ကိုကြီးပိုနီကတက္ကသိုလ်စတက်ခတဲ့ကဘယ်တော့မှထမင်းဘူးမယူဘူးညိုမက ATA ဆက်ဖြင့်တခွန်ချင်းပြောပြီးရေချိုးကန်းစီတို့ထွက်လာခဲ့သည်ရှေရှေရရစောရကတက်ပြရန်မလို့ဤမြပြောလျင်လုံလောက်ပြီးမိမိညီညူတန်းကညိုမနောက်မှကပ်ပါလာသည်သားသမီးတွေအပြိုင်အယိုင်အရွယ်ရောက်လာတော့အချင်းချင်းချီရတိုင်းလာကြတယ်သူတလူငါတမင်ဖြစ်လာတယ်ပြောမရဆိုမရဦးနှင်းပဲ့ထောင်ပဲ့နှင်းဦးထောင်ဖြစ်လာကြတယ်
စိတ်ညစ်စရာတိတ်ကောင်းနေညိုမာသည်ရေချိုးခန်းရှိရေပန်းအောင်မှာအဝိအစားမချွတ်ပဲ9မိနစ်လောက်ငြိမ်သက်စွာရပ်နေ၏ကိုယ်ထဲ၌ပူလောင်စုပွက်လျက်တွတ်တွက်လက်လက်လှည့်ပတ်စည်းစင်းနေသောဒေါသသွေးများတဖြည်းဖြည်းအေးသွားသည်အမျက်ဒေါသတို့ယောနေလာသည်ထိုအခါဝမ်းနှဲစိတ်မကောင်းခြင်းတို့တဖန်လွှမ်းမိုးကြည်ဆို၏ညိုမာကအစားလေးတစ်လုံးတစ်စုပ်အတွက်နဲ့မိခင်ကိုကြောက်ကစားပြုလုပ်နေခြင်းမဟုတ်သားသမီးချင်းအတူတူအကြီးအငယ်မတူခြားနာစွာခွဲခြားဆက်ဆံနေသည်ကိုမခံမရနိုင်ဖြစ်ကာစိတ်ကွက်ညှိုညင်းနေမိခြင်းမှာညိုမစိတ်ကွက်ညှိုညင်းပြီးဆိုလျင်လဲစိတ်ကွက်ညှိုညင်းစရာဖေဖေနဲ့မေမေတို့ကကိုယ့်သားသမီးချင်းအတူတူအကြီးအငယ်ခွဲခြားဆက်ဆံတက်လွန်သည်မညီမမျှအခွင့်အရေးပေးတက်လွန်သည်ယခုကဲ့သို့အစားအသောက်ကိစ္စတစ်ခုတည်း၌သာမဟုတ်ပါအဝိအစားဆင်မြန်းပေးရတွင်လည်းဤအတိုင်းပင်ဖြစ်သည်မာကြီးပေါ်မှဝစ်စင်ပြီးသားအကြတဲ့များကိုသာညိုမကဝစ်စင်ရလေးရှိသည်ညိုမအောက်ကမောင်ငယ်နှစ်ယောက်ကလည်းကိုကြီးဘူနီဤဝစ်လဲတော်များကိုသာဆင်မြန်းခွင့်ရရှာသည်အဝိအစားနှင့်အစားအသောက်များနေတူတခြားအရေးအရာကိစ္စများတွင်လည်းထိုနည်းအတိုင်းပင်ဖြစ်၏အစားစားအရာရာအကိုကြီးအမကြီးတို့သာဦးစားပေးခံရ၏ဟဲသူတို့ကတက္ကသိုလ်တက်နေကြတာလေလူတော့သူတော့တဲ့သွားလာနေကြတာလေချွတ်ချွတ်ငဲငဲစားတောက်နေလို့ဖြစ်မလားတိမ်တိမ်ငဲငဲဝစ်စားနေလို့ဖြစ်မလားတစိမ့်နားလည်မှုပေးကြစမ်းပါအေးညိုမမိဘတို့ဤလက်သုံးစကားဒီစကားလေးဖြင့်အမကြီးအကိုကြီးတို့သည်ရွှေရေးပကံတက်ခွင့်ရနေကြ၏မိသားစုအတွင်မှလည်းအမကြီးအကိုကြီးတို့ကမိဘတို့ဤအချစ်တော်များအယူအမိုးချစ်ကြပြီးဖူးဖူးမှုတ်ထားခြင်းခံစားနေရသည်တာဦးသမီးဦးများရင်သွေးမျက်ရှူရွှေနဲ့ဥထားခြင်းခံနေရသည်ဂုံတိုးဆောင်တာဦးသမီးဦးများအရေးတကြီးကြီးဖြင့်ပိုးမွေးသလိုဂယုတဆိုင်မွေးမြူပြုစုစောင့်ရှောက်ခြင်းခံနေရသည့်အမြုတေယတနာလေးများတဦးထုံးစဲမောင်နှမသားချင်းအရင်အခြားထဲမှာပင်အထူးအခွင့်အရေးပေးကြီးမြင့်မြောက်စားခြင်းကိုရယူခံစားနေရသည်ရေပေါ်စီ VVIP သားသမီးများအလွန်အမင်းမျက်နှာသားပေးကဗန်းတင်ထားခြင်းကိုခံယူခွင့်ရရှိနေကြသည်အခွင့်ထူးခံထူးရှဲဩရတာများကျန်သားသမီးများကမူသူတို့နှစ်ဦးထံမှပိုရှမ်းပြီးလက်ကြားယိုစီစဉ်လာသည့်မြစ်တာအပိုင်းအစများကိုသာမစိုးမပိုးလက်ဝေခံရရှိနေကြသူများဖြစ်၏ခေါ်ဝေါ်ပုံကိုပဲကြည်ပါအမကြီးကိုဘိုးမလေးကဲ့သို့ရုပ်ရည်ချောမောဖြူပွေးလှပ၍ဖြစ်၏ညိုမကိုမူမဲညိုတဲ့အသားညို၍ဟုဆို၏ထိုအခေါ်ဝေါ်ကလည်းလူရှိသူရှိရောက်ခါမှလူကြားကောင်းအောင်တာတာထို့ဖေးဖေးမမလေးခေါ်ပြောပြီးသောအခေါ်အဝေါ်ပါလူကွယ်ရာ၌မူကလမဟူ၏စိတ်တို့စိတ်ဆိုးသည့်အခါကပလီမာတဲ့အမှန်တော့ညိုမကထိုမြအသားမမဲပါညိုယုံမြသာညိုသည့်ညိုပြညက်လေးပါကွန်းတရားညက်ကြအောင်တစိမ့်စိမ့်အကြည့်ခံသည့်အလှပိုင်းရှင်ညိုကြောလေးပါအသားဖြူချောမကြီးဘိုမလိုမြင်းတပြေးသာအကြည့်ခံသည့်လျှက်တစ်ပြက်အလှပိုင်းရှင်မျိုးမဟုတ်ဤဒီကိုပင်တမင်သက်သက်ချိုးချိုးဖဲဖဲနှိမ်ချခေါ်ဝေါ်ကြခြင်းဖြစ်သည်မိဘများကခွဲခြားမြောက်စားခြင်းအောင်လဲအမကြီးအကိုကြီးတို့၏ရှေဘဝကုသိုလ်ကံအကျိုးပေးကထူခြားကောင်းမွန်သည်ရုပ်ရည်ချောမောလာပါပြီးညင်ရင်ညံသွေးထက်မြက်ထူကြွကြသည်လူအများကြားတွင်ထင်ပေါ်ကျော်ကြပြီးရွှေပေါ်မြတင်ဖြစ်နေတတ်သည်ညိုမတို့အငယ်၃ယောက်ကမူသူတို့ကဲသို့မဟုတ်သူတို့လိုရုပ်စင်ယူပကမတန်ပြန့်မလှပမကြော်ရှင်ကြသူတို့နဲ့ညင်ရင်ညံသွေးမထူးကြွမထက်မြက်မကြော်ကြကြပညာရေးမှာမထင်ရှားမတောက်ပါကြတာမန်သူလိုကိုလိုရွက်ကြမ်းရေးကြိုးများသာအများသူငါကြားမှာအုတ်ရောရောကြောက်ရောရောဖြင့်မထင်ရှားတိမ်မြုပ်ပြောက်ွယ်နေကြသူများသာတာကောင်းသမီးမော်များအဖြစ်မိဘတို့ခုံယူဝင့်ကြွားပေါ်ရာမျက်နှာပန်းလှစေကြသူများမဟုတ်ပါထိုအခါမိဘအရင်ခောက်ကပင်အကြီးနှစ်ယောက်ကိုမတိမတာတမျိုးတီတီတသားတသွဲမျက်နှာသားပေးမြောက်စားကြသည်ကြံသားသမီးများကအမကြီးအကိုကြီးတို့၏အကျွေးအယံအဖြေခံမိဘများလက်ခံကျင့်သုံးနေသည့်မူကိုကတစ်ဖက်သက်ဇန်လွန်သည်အကြီးနှစ်ယောက်ကိုအငယ်၃ယောက်ကယိုယိုချိုချိုလေးလေးစားစားဆက်ဆံစေသည်အလုတ်အကျွေးပြုကဝစ်ကြီးဝင်းငယ်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးစေသည်ပြောရမည်ဆိုလျင်မောင်ငယ်နှမငယ်များသည်အကိုကြီးအမကြီးတို့၏လက်တိုလက်တောင်ခိုင်းစေရာလက်ကသုံးတောင်ဝေးများပမာဖြစ်နေပါသည်ကိုထက်အသက်တရက်တနေ့တမနက်ကြီးတဲ့သူတွေကိုလေးလေးစားစားရိုးရိုးသေးသေးဆက်ဆံကြရမယ်အကိုကြီးအဖအရာအမကြီးအမိအရာထားကြရမယ်မှတ်ထားကြ
အကိုတို့အမတို့ဆိုတာမိဘတွေရဲ့ကိုစားတွေကိုဘွားတွေပဲတသက်လုံးရိုးရိုးသေးသေးလေးလေးစားစားဂါရဝထားဆက်ဆံကြရမယ်ကြားလားညိုမတို့ငယ်ငယ်ကလေးကအခါမလက်ကြားနာခဲ့ရသည့်မိဘနှစ်ပါးဤဆုံးမဩဝါဒများဖြစ်သည်ညိုမတို့ကလည်းမိဘစကားကိုမပယ်ရှားသည့်သားလိမ်မသမီးအလိမ်မများဖြစ်ချင်းကြသည်မို့တသဝေမတိန်လိုက်နာခဲ့ကြသည်မိဘတို့အလိုကြအကိုကြီးအမကြီးများကိုပြက်ဝို့ရိုသေးကြိုးနွန်ခဲ့ကြသည်လေးလေးစားစားတန်မိုးထားဆက်ဆံခဲ့ကြသည်ဝစ်ကြီးဝတ်ငယ်များကိုလည်းလိုလိုလားလားဖြည့်ဆည်းပေးခဲ့ကြသည်ဤသည်ကိုအမကြီးအကိုကြီးများကကျေနပ်နှစ်သိမ့်ကြသည်ตาယာပျော်မွေးကြသည်သူတို့၏မွေးရပါအခွင့်အရေးတရက်ဟုထင်မြင်ယူဆလာကြသည်မမောတွေ့တာစုံမက်ခုံမင်းလာကြသည်ရင်ကိုညိုမတို့ငယ်စဉ်တုန်းကတော့မြည်တိုးမြသဘောမထားခဲ့ကြကိုစီအရွယ်ရောက်ခါအတိအမြင်ကျွဲဝါလာသောအခါမောင်နှမအချင်းချင်းကြားမှာအကြီးနှင့်အငယ်အခွင့်အရေးမတူခြားနာမှုများကိုဘဝင်မကြဖြစ်လာသည်မကြေမနက်ဖြစ်လာသည်ဂလန်ကဆန်ပြုတ်ကအန်တူခြင်းလာသည်ထိုအခါမိသားစုအတွင်မှာယခုဖြစ်စဉ်ကဲ့သို့မလိုလားအပ်သောအဖို့အထက်လေးများကမဖြစ်သင့်ပဲဖြစ်ပွားပေါ်ပေါက်လာလေတော့သည်အကယ်၍သာမိဘတို့သည်သားဦးသမီးဦးများကိုဦးဖြားဖြားထူးထူးခြားခြားအချစ်ပို့တတ်သည်နည်းတူသားငယ်သမီးငယ်များ၏ရင်တွင်ခံစားချက်များကိုလည်းတတိတရားငဲ့ဆောင်ကြည့်ရှုတတ်ကြပါကကောင်းလေစွာမျှဝေခံစားစာနာထောက်ထားတတ်ပါကကောင်းလေစွာလိလျူရှုကမေလျော့ထားခြင်းမရှိပါကကောင်းလေစွာအေးပေါ်လီငါကမာကြီးဖို့မလို့တမိဦးမမဟုတ်တာဘယ်မှာအယူအမှုအချစ်ခံရပါမလဲအလက်မှာပဲဟာအလက်ဆိုတဲ့အတိုင်းအမြဲတမ်းလက်နေဟာနေရတာပေါ့ကွက်လက်ဖြစ်နေရတာပေါ့ကွက်လက်မိခင်ဖခင်တို့ရဲ့မြတ်တာကွက်လက်အငယ်လေးတွေလည်းငါလိုပါပဲငယ်ငယ်သေးသေးမြတ်တာလေးတွေပဲရကြရှာတယ်ရေဆက်ရေပေါင်းများကခါလေသို့ဖြန့်ချထားသောညိုမဤသပင်အရှိများအကြားမှစီစဉ်နေသည်ထို့နောက်အဝတ်အစားနှင့်ခန္ဓာကိုယ်အနှံ့ပြားသို့ပုတ်တိုက်ဖြတ်တန်းသွားကြလေသည်ရေဤအေးတကညိုမဤစူပွက်လောင်မြိုင်နေသောအမျက်ဒေါသများကိုလျှော့ပါဖယ်ရှားပေးသည်အပူဓာတ်တို့ကိုငြိမ်အေးပျောက်ပြက်စေသည်တို့ရတွင်အမျက်ဒေါသများကသာတပြေးပြေးလျော့နေကျဆင်းသွားတော့လေမကျေနပ်ချက်များကမူလျော့နေပျောက်ကွယ်သွားခြင်းမရှိပါအေးခဲမှကြောသွားပြီးပုံဆောင်ခဲအသွင်တို့ကူးပြောင်းဖြစ်သည်ကနှလုံးသက်ပုတ်ဤမမြင်ကွယ်ရာထောင်းတနေရာမှာတရေတီတွယ်ညီခိုကပ်ကြံရည်ဤအချိန်ကြာမြင့်စွာရေဆိုးခံနေသောကြောင့်အေးဆက်ကားပဲကြီးခွန်တွန်ဖြစ်လာသောလက်ဖော်ဝါးများကိုညိုမကဖြန့်ကြည့်မိသည်။အော်လက်ချောင်းလေးများသည်တစ်ချောင်းနဲ့တစ်ချောင်းအတူအရှိမတူညီကြပါကလား။တိုးသည့်လက်ချောင်းကတိုးပြီးရှည်သည့်လက်ချောင်းကရှည်နေကြပါကလား။ထိုနေ့ကညိုမသည်အေးမိကအပြင်းဖြားသည်။ငကိုကိုခန့်အားနေသူပြီးအာကန်တို့ယောဂမျိုးစုံကဝင်ရောက်ထိုးနှံတိုက်ခိုက်ကြ၏တလနီးပါးကြားများအိယာထဲ၌လဲခဲ့ရ၏ခက်ခဲကြိုးကြိုးစားစားစေကူတာခဲ့ရ၏ညိုမနလန်ထချိန်မှာလူလဲခြုံကျသွားသည်စိတ်လဲပျော်ပြောင်းသွားသည်အမှတ်အတေးကြီးမားလာသူမဟုတ်၍ညိုမသည်ရခင်ကဖြစ်ခဲ့သမျှတို့ကိုစိတ်အာယုံမှမေ့ဖြောက်ဖယ်ရှားပြလိုက်သည်မမေ့ဖြောက်မဖယ်ရှားပြ၍လည်းမရပါနောက်ပိုင်း၌လည်းထုံးစံအတိုင်းပင်မေမေနှင့်ဖေဖေတို့၏မြတ်တာမို့ကကိုကြီးနှင့်မကြီးအပေါ်၌ကွက်၍ဆွေးရသောပောက်ခရဝတ္တမိုးကဲ့သို့ဖြစ်မြဲဖြစ်နေ၏ညိုမတို့အငယ်လေးများအပေါ်တော့ပြို့ပျောက်ဆိုသည်ဆိုယုံလေးလောက်ရွာဆွေကပျောက်ကွယ်သွားသည်မြတ်တာမိုးပြေကြားတော့ညိုမလုံးဝစိတ်လျှော့ထားလိုက်သည်ဖြစ်သမျှအကြောင်းအကောင်ဟူသာသဘောထားသည်ရောနေသောမနတိကာယဖြင့်ဆက်လက်ဖြစ်တည်ရှင်သန်နေထိုင်သည်မိဘများကိုလည်းညိုညင်းစိတ်မထားတော့နေရင်ထိုင်ရင်အာကုသို့အပြစ်မခံတော့မိမိဘက်မှတာဝန်ဝတ္တရားခြေပေါ်အောင်ချို့ယွင်းပြက်ကွက်ခြင်းမရှိအောင်အထူးကြိုးစားအားထုတ်မှုပြုသည်ထိုအခါနှလုံးစိတ်ဝမ်းချမ်းမြေငြိမ်အေးသည်ပူပင်သောကကင်းစင်ပျောက်ကွယ်သည်ကိုကြီးနှင့်မကြီးတို့ကိုလည်းညိုညင်းစိတ်မထားတော့ကံအကျိုးပေးများအတိုင်းသာရှိပါစေတော့လေဤသဘောထားဤအနေအထိုင်ဖြင့်ညိုမသည့်အထက်တန်းကျောင်းသူဘဝကိုဖြတ်သန်းသည်တက္ကသိုလ်ကျောင်းသူဘဝကိုကျော်လွှားသည်ဝန်ထမ်းဘဝတွင်ရှင်သန်သည်ခတ်သည်ကကိုကြီးနှင့်မကြီးတို့၏စိတ်သဘောထားနှင့်ခံယူချက်များအပြောင်းအလဲမရှိတသမတ်သေးရှိမြဲရှိနေ၏အခွင့်ထူခံဘဝမှာနေသားကြသူများပြီးထိုဘဝမှာတာယာပျော်မွေ့ကြ၏
အခွင့်အရေးဟုသမျှဦးဖျားဖျားရယူနေကြမို့အငယ်များဤယိုသေးလေးစားခြင်းကိုခံယူမြဲခံယူနေကြသည်အကိုကြီးအဖအရာအမကြီးအမိအရာမှတဖွာမခွာခန့်ခန့်ညာညာနေထိုင်ကြ၏မိမိအသက်ကြီး၍အနာယူသည့်အခါအိမ်ဤအဓိကစီးပွားရေးဖြစ်သောဈေးတဲကဆိုင်ကြီးကိုမကြီးဘိုးမကပင်ဦးစီးလောက်ကိုင်းသည်ထိုမှတစဉ်သူတဦးတဲ့အပိုင်သိမ်းလိုက်သည်ကိုကြီးဘိုနီအိမ်ထောင်ကြသောအခါညိုမတို့အိမ်မှာပဲလာရောက်ပူပေါင်းနေထိုင်သည်သားသမီးများပွားစီသည်ညိုမတို့ကထိန်ချောင်းပေးရသည်ညိုမအိမ်ထောင်ကြသောအခါရောင်နောက်စရုံးပါခင်မွန်းတဲ့ဘက်သို့လိုက်သွား၏မိဘအိမ်နှင့်တဖြည်းဖြည်းအနေဝေးသွား၏ညိုမနီးတူမောင်ငယ်နှစ်ယောက်ကလည်းသူတို့စီးပွားရေးနဲ့သူတို့ဝေးမြေရက်ချာမှရောက်ရှိနေတိုင်းကအိမ်ကိုပြန်လှည့်မကြည့်အားကြပါဖေဖေကသာသနာပေါင်းသို့ဝင်ရောက်ခိုးလုံးသည်မေမေကမူသူဤချစ်လာစွာသောသားအကြီးနှင့်မခွဲမခွာနေထိုင်ရင်မြေအနှစ်လေးများဤဝကြီးဝငယ်အသွဲသွဲကိုဖြည့်ဆည်းပေးနေသည်တနေ့မှမခေါ်စဘူးအခေါ်ထူသောကိုကြီးပူနီထံမှဖုံဝင်လာသောအခါညိုမအံ့ဩသွားသည်မောင်နှမအချင်းချင်းအခေါ်အပြောအဆက်အဆန်းမရှိကြသည်မှာဆယ်စုနှင့်တစုနီးပါးကြားမြင်ခဲ့ပြီတီတီကြကြဆိုရလျင်မိဘလက်ကျန်အမွေအနှစ်ကိုဝေချမ်းခွဲယူရေးကိစ္စနှင့်ပတ်သက်၍အချင်းများပြီးကလေးကဖြစ်၏အကိုကြီးအမကြီးတို့နှင့်ညိုမတို့ကသွေးကွဲအေးဆက်နေကြသည်ထိုအရေးကိစ္စမတိုင်မီကလည်းညိုမတို့မောင်နှမများအကြားနွေးနွေးထွေးထွေးကျင်ကျင်နာနာမရှိကြတော့ပါခက်မှန်မှန်ခက်တန်းတန်းဖြစ်နေကြ၏မေမေကွယ်လွန်သွားသောအခါပိုမိုဆိုးရွားသွားသည်သာသနာပေါင်းဝင်နေခဲ့သောဖေဖေကယဟန်ဘဝဖြင့်မေမေအရင်ပြန်လွန်တော်မူသည်ဖေဖေပြန်လွန်တော်မူပြီး9နှစ်အကြာမှမေမေကအုံနောင်သွေးကြောပြက်ခါရုတ်တရက်ကွယ်လွန်သည်ခမဲတော်ဖေယားပြန်လွန်တော်မူစဉ်၌၎င်းမေမေတိမ်ပါချုပ်ငိမ့်စဉ်၌၎င်းဘိုးမသည်တနေ့တကြီးမှအခြေချနေထိုင်နေ၍အသက်မီအောင်မလာရောက်နိုင်ခဲ့ပါအချိန်ရက်လေစွန်တုပ်ပွဲများသို့သာအလူအယက်အပြေးအလွာရောက်နိုင်ခဲ့သည်မောင်ငယ်နှစ်ယောက်ကမူမျက်နာပြယုံလေးပင်ပြန်ရောက်မလာနိုင်ခဲ့ကြရေကြားမြေစားတိုင်းတစ်ပါးမှငွေများကိုသာပေးပို့ထောက်ပံ့ကကုသိုလ်ပါဝင်နိုင်ကြရှာသည်မေမေဆုံးပါပြီး3နှစ်လောက်ကြာသောအခါမောင်ငယ်နှစ်ယောက်၏အလိုဆန္ဒအရမိဘနှစ်ပါး၏ကျွင်းကြံရင့်နေသောအမွေပုံကိစ္စများကိုညိုမကပဲမလွဲသာမရှောင်သာဦးဆောင်မေးမြန်းစူးစမ်းစနီနာရသည်ဘာဈေးတဲကစိုင်ကြီးကိုအမွေခွဲကျင်ကြတဲ့လားအံ့ပါတော့နင်တို့ပါဇက်တွေမို့ပြောထွက်ရကြတယ်ဟဲ့နင်တို့တွေအပြိုင်အဆိုင်တက္ကသိုလ်စုတက်နေကြတော့အိမ်ရဲ့စီးပွားရေးကခက်ခဲကြက်တဲလာတယ်လေအမကြီးအမိရမို့ငါကပဲအနစ်နာခံပြီးစာပေးစာယူပြောင်းတက်ပေးခဲ့ရတာမင်းနဲ့အတူဈေးလိုက်ထွက်ပြီးဒိုးတူပေါင်းပတ်စီးပွားရှာခဲ့ရတာငါတို့နှစ်ဖူးကချွေခြေမပေါ်ကြောက်အောင်ပင်ပန်းပန်းလောက်ကင်ရှာဖွေလို့ရတဲ့ငွေတွေနဲ့နင်တို့ကပညာဆုံးခဲ့ကြတာလေကြော်မော့မော့လူတစ်လုံးသူတစ်လုံးဖြစ်ခဲ့ကြတာလေအဲ့ဒီကျေးဇူးတွေကိုမှမထောက်ထားပဲငါလက်ရှိလောက်ကင်စားတောက်နေတဲ့ဆိုင်ကိုရောင်းပြီးတော့နင်တို့ကိုအမွေခွဲပေးရမှာတဲ့လားကြာတာမိုးကြိုးတော့ရောင်းဖို့ပြောတာမဟုတ်ပါဘူးအခုဆိုရင်မကြီးကလည်းကြီးပွားချမ်းသာနေပြီပဲဆိုင်ကိုအန်ယူပြီးအမွေခွဲပေးဖို့ပါအိုးအန်လည်းမယူဘူးခွဲလည်းမပေးနိုင်ဘူးအခုလိုဒီဆိုင်ငါးကန်တွဲဆိုင်ကြီးဖြစ်လာအောင်မေမေနဲ့ငါကအတူယုံခဲ့ရတာအေးနင်တို့အမွေလိုချင်ကြရင်ကာလာပေါက်စီသိန်းပေါင်းတောင်းချီတန်နေတဲ့မိဘရဲ့အမွေအနှစ်မြို့လေကအိမ်နဲ့ခြံကြီးကိုတယောက်တည်းမောင်ပိုင်စီသိမ့်ပိုက်ထားတဲ့နင်းတို့ကိုကြီးဘိုးနီစီမှာပဲအမွေတော့ခွဲပြီးယူကြဟဲ့မကြီးဘိုမကမျက်နှာထားတင်းတင်းလေးသန်းမမထန်ထန်ဖြင့်ဆိုင်ကန်အမွေကိစ္စကိုယတိပြက်ကန်ကွက်ညင်းပဲသည်ကိုလိုယုံကောင်းရှာကကိုကြီးဘိုနီစီလမ်းလွှဲသည်သူတို့ချင်းလဲကြေလဲတင်မြတ်ပုံမရကြအော်ဟောနင်တို့ကအိမ်နဲ့ခြံကိုအမွေခွဲကျင်ကြတယ်လားဟောဒီမှာကြည့်စာချုပ်မေမေမဆုံးပါခင်ကသူနဲ့တသက်လုံးလက်ပွန်တတိအနိကအတူနေထိုင်ပေးပြီးကွယ်လွန်တဲ့အချိန်ထိအောင်အနွန်တာခံပြုစုကုသစောင့်ရှောက်ပေးတဲ့ငါကိုဟောဒီကရက်ွက်လူကြီးတွေရှေ့မှာဒီအိမ်နဲ့ဒီစာချုပ်ကိုစာချုပ်စာတမ်းနဲ့အမွေပေးခဲ့တာနင်တို့ဟာလေမိဘတွေအသက်ရှင်နေတုန်းကလည်းမကြည့်ရှုမပြုစုမဆောင်မရှောက်ပဲမျက်နှာလွှဲနေခဲ့ကြပြီသေတဲ့အခါမှလာပြီးအမွေခွဲယူခြင်းကြတဲ့လားသူများကြားလို့မကောင်းပါဘူးဟာနင်တို့မရှက်ကြဘူးလားလိပ်ပြရောလုံကြရဲ့လားကိုကြီးကသူ့ပတ်ချွဲနှစ်ချွဲလောက်ကမိမိထံမှအပျော်ဆွဲလေးဖြင့်မမျှမတာရယူချုပ်ဆိုပိုင်ဆိုင်နာသောအရင်စာချုပ်ကိုညိုမဤမျက်နာရှိမှတရန်ရန်လှုပ်ခါပြသည်
လက်စားတတ်တော့ဤကိစ္စကြောင့်ပင်ကိုကြီးကိုမကြီးကမကြည်မဖြူဖြစ်နေရခြင်းဖြစ်မိထင်သည်ကိုကြီးလူလေကြကရယူလိုက်သည့်အမွေပုံကမကြီးမောင်ပိုင်စီပြီးရယူထားတဲ့အမွေပုံထက်ပိုမိုတန်ဖိုးကြီးမားများပြားနေသည်မဟုတ်လားထိုအကြောင်းကိုညိုမကမောင်ငယ်နှစ်ယောက်ကိုပြန်လဲပြောပြကြသောအခါလှောင်ပြောင်တယောကဟာတိုင်ရီမောကြလေသည်သူတို့ကအခွင့်အရေးယူဖို့အယိုအသေးခံမှုအတွက်သာအကိုကြီးအဖအရာအမကြီးအမိအရာမှာနေကျင်ကြတာအငယ်တွေကိုညှာတာထောက်ထားဖို့ရိုင်းပင်းကူညီအနစ်နာခံဖို့ပေးကမ်းဆောင်မှကြည့်ရှုဆောင်ရှောက်ဖို့မဟုတ်ဘူးသူတို့ကအခွင့်အရေးယူဖို့အယိုအသေးခံမှုအတွက်သာအကိုကြီးအဖအရာအမကြီးအမိအရာမှာနေကျင်ကြတာအငယ်တွေကိုညှာတာထောက်ထားဖို့ရိုင်းပင်းကူညီအနစ်နာခံဖို့ပေးကမ်းဆောင်မှကြည့်ရှုဆောင်ရှောက်ဖို့မဟုတ်ဘူးဟယ်လိုကိုကြီးထူးထူးခြားခြားဖုန်းနေပါလေဆက်လို့ပါလားအရေးတကြီးကိစ္စရှိလို့လားယင်ပြန်လွင်သွားသောစိတ်ကိုပြန်လဲစူးစီးထိန်ချုပ်ပြီးညိုမကတယ်လီဖုန်းကိုလက်ခံစကားပြောသည်တခဏမြငိမ့်သက်တိတ်ဆိတ်နေပြီးမှကိုကြီးဘိုနီဤကွဲအပ်ရှာတာတာအတန်ကဖုန်းထဲမှထွက်ပေါ်လာ၏ဟယ်လိုညိုမညမလေးနေကောင်းလားအဲ့လေညမလေးဒီဘာတွေနဲ့တဲလဲချိုးသားကျင်နာနေပါလားနေကောင်းလားဘာလားဆိုသည်ပရိသန္တာရစကားတွေနဲ့လဲရင်ကျေးရီမွန်နေပါလားတခုခုတော့တခုခုပဲညိုမစိတ်ထင်သွားသည်ဘာလို့ရှိ၍လဲမသိတတိကြီးကြီးထားလျက်ဂယုဆိုင်ပြောဆိုရလိမ့်မည်ဟုတ်ကိုကြီးနေကောင်းပါလေကိုကြီးရောနေကောင်းလားညိုမကအလိုက်တဲ့အလျားတင်ပြန်ဖြေသည်နားရဲနိုင်မှုအချက်ပေးခေါလောင်းတမ်းများညံစီနေသည်လူကတော့နေကောင်းတယ်လို့ပဲဆိုရမှာပေါ့ဟဲ့စိတ်ကတော့တော်တော်ကြီးကိုမကောင်းဘူးဟာလာပြီဇက်လန်စားလာပြီဘာထိုးဆက်တွေများခင်းချင်းပြတာအောင်မီမသိညိုမငိန်နေလိုက်၏ဘာဖြစ်လို့လဲဟုစပြီးမမေးမိရန်ကြိုးစားထိန်ချုံနေရသည်သို့သောကိုကြီးဘိုနီကမမေးတော့လဲပြောသည်တို့အဖြစ်ကတော့ပြောကိုမပြောချင်တော့ပါဘူးညိုမရဲ့ဟိုဆေးဆွဲနေတဲ့နင့်တူအလက်ကောင်းရဲ့လောင်းကစားသမားအငယ်ကောင်းရဲ့ပေါင်းပြီးငါတို့မသိအောင်ဒိုးမိပါရဲ့အိမ်နဲ့ချမ်းကိုပေါင်နိုင်ထားကြတဲ့အခုတော့အတိုးပေါ်အတိုးဆင်းပြီးချင်းငွေတိုးရင်ကအစမတန်များသွားတော့အကျွေးရှင်တွေကပြန်ရွေးခိုင်းနေပြီအတိုးလာတတ်မထားရင်အပေါင်ဆုံးပစ္စည်းအဖြစ်နဲ့သိမ်းယူတော့မယ်တဲ့ငါစီးပွားရေးလည်းမကောင်းလို့အတိုးမတတ်နိုင်ဘူးဟာအရာမိဘအမှုရဲ့နဲ့သစိမ့်လက်ထဲပါမသွားရအောင်နင်းတို့မောင်နှမတွေစုပေါင်းပြီးဝိုင်းဝန်းကာကွယ်ပေးကြပါအောင်ဘိုးမကတော့လုံမပေးနိုင်ဘူးလို့အပြစ်ညင်းတယ်အစဉ်ပြေချမ်းသာနေကြတဲ့နင်းတို့စီကပဲတောင်းတဲ့ကိုကြီးဘိုနီဤစကားအဆုံးမှာညိုမကလက်ကင်ဖုန်းကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်းဖြစ်ညက်သည်စကလုံးလေးများကိုအလှဆုံးဖြစ်အောင်ရွေးချယ်သုံးနှုံတသည်ကိုကြီးမိဘအမွေအနှစ်တဲ့သစိမ့်လက်ထဲပါမသွားအောင်နဲ့မောင်နှမတွေစုပေါင်းပြီးကာကွယ်ပေးကြတဲ့ညိုမကခွက်ထိုးခွက်လန်းဟဟပပရီချလိုက်ခြင်းသည်နှကန်းဖျားမှအတန်ထွက်မလားကိုကြီးကိုပမာမခံပြူရကြမည်မေမေကဆုံးမထားသည်အကိုကြီးအဖအယားထားရန်ကိုထက်အသက်တနေ့တရက်တမနက်ကြီးသူကိုလေးစားယူသည်ခါရဝထားရန်ဝမ်းနဲ့စိတ်မကောင်းဖြစ်ခါမျက်ရည်ဝဲလာသည်ညိုမဤနှကန်းဖျားစီမှဘာတန်မှထွက်ပေါ်မလားပြင်းထန်စွာတုံရင်လှုပ်ခတ်နေသောညိုမ၏နှလုံးသွဲပေါ်မှကြေကွဲတန်စင်များအစမပြတ်ထွက်ပေါ်နေ၏အော်အကိုကြီးအမကြီးတို့ရဲ့စက်မှုတက္ကသိုလ်ငွေတာရီမဂ္ဂဇင်းအမှတ်953 AB 2023ခရဲ့နားဆင်သူလေးတွေရောညိုမနေရာမှာဆိုရင်ဘယ်လိုဆုံးဖြတ်ကြမလဲ